သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တူနိုင်လူခဲ့တဲ့ချစ်တော်ပြီကျန်တဲ့ဘဝခီးလမ်းမှာစနီးမရနဲ့သမီးသားတွေယူသားစွာနဲ့ကျိုးသာရှာပွေခနဲ့ပါပစိုးပြေချွေးလေးရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမို့သူအားနဲ့ကူပေးခဲ့တာပြောစုတဘောယူအိမ်ကလူချမ်းပင်မရှာသူအဖေ